တပည့်ကျော်ကိုစိတ်တော့ကပေးဖို့ဖူအန်ကိုနိုင်ကစားမင်းဆရာဘတ်အားလုံးပဲမင်္ဂလာပါများဆွဲ online ပရင်စာပေကနေပြန်လည်ကြိုလိုက်ပါရင်ပြီးခဲ့တဲ့ပွဲစဉ်မှာအာဆင်နယ်တို့ချဲစီကိုတေးကြားခဲ့တာကြောင့်မန်စီးတီးအတွက်ဂျားတွေကနေမြတ်ထွက်သွားခဲ့ပါတယ်စီးတီးဟာချဲစီကိုကျော်နေပြီးအဆင့်2နေရာကိုပြန်လည်ရောက်ရှိလာတဲ့အပြင်အဆင့်1ကအာဆင်နယ်နဲ့လည်း9မှတ်အကွာထိတိုးကပ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့စီးတီးကသူ့ရဲ့အကောင်းဆုံးပုံစံမှာရှိမနေပါဘူးဆရာဘတ်ရဲ့အသင်းဟာတန်တက်လီယူနိုက်တက်ကိုပထမပိုင်းမှာ2စီးနဲ့ဦးဆောင်နေပေမဲ့ဒုတိယပိုင်းမှာဂိုးတွေအလွယ်တကူပြန်ပေးခဲ့ရပါတယ်ဖေးဖိုရန်ကန်တီလုံးသာကန်ကောင်းလို့အနိုင်ရခဲ့ပြီးရှုံးပွဲဆက်ကာလာကိုရပ်တန့်နိုင်ခဲ့တာပါဒီတစ်ပတ်ဂျားမှာစီးတီးကမနက်2နာရီစောပွဲအနေနဲ့ဖူအန်ကိုဝေးကွင်းသွားရောက်ရှင်မြန်ရဖို့ရှိနေပါတယ်ဖူအန်ကပုံစံကောင်းတစ်ခုမှရှိနေပြီးနောက်ဆုံး9ပွဲမှာတပွဲရှုံးထားပါတယ်ဖူအန်ကခြေစွာနေတဲ့ဆန်လာလန်ကိုအနိုင်ရရှိထားသလိုပြီးခဲ့တဲ့ပွဲစဉ်မှာလည်းတော်တင်ဟန်ကိုလန်ဒန်ဒါဘီမှာအနိုင်ရထားပါသေးတယ်ဖူအန်ဘလောက်ပဲကောင်းကောင်းအစင်လာရမန်စီးတီးကဖူအန်ကိုထူးရှယ်လွှမ်းမိုးကစားထားနိုင်ပြီးနောက်ဆုံးတွေ့ဆုံမှု20ချိန်မှာ19ချိန်နိုင်ထားရင်နှစ်ပွဲပဲတည်ကြတာပါတယ်ပြီးခဲ့တဲ့ရာသီကအဝေးကွင်းတွေ့ဆုံမှုမှာဆိုရင်စီးတီးက2စီးနဲ့နိုင်ရရှိထားပါတယ်နှစ်တင်းစလုံးကဒဏ်ရာပြဿနာတော့နေပါနေပြီးဖူအန်ကရော်ဘတ်ဆန်နဲ့မြူနစ်နှစ်ယောက်ပဲတင်ရနေပါတယ်စီးတီးဘက်ကမာတီယိုကိုပါဆင်းနဲ့အတူရိုဒီဘာဆက်လက်လွဲချော်နေပါဦးမယ်ဒီလိုဆိုရင်တော့မန်ချက်စတာစီးတီးရဲ့ကစားသမားတွေတယောက်ချင်းစွမ်းနဲ့နီးစစ်ပိုင်းကြွယ်ရမှုကဖရာဗင်ကော့ချ်တီမှာအင်ရှင်တွေကိုစိတ်တော့ကပေးနိုင်မှာပါဖူအန်ရဲ့ပုံစံကောင်းကြောင့်အင်ရှင်တို့ကိုရမယ်ဆိုပေမဲ့အာဆင်နယ်ကိုအမိန်လိုက်နိုင်မဲ့စီးတီးကနောက်ဆုံးမှာအနိုင်ယူသွားမှာအသေးချပါပဲမော်လန်နဲ့ဖိုရန်ရဲ့အတွင်းကိုတွေကိုထိုင်ရီတွက်နေရမှာဖြစ်ပြီးဂိုးမများနဲ့မန်စီးတီးအနိုင်ပွဲကိုမန်စီးတီးဆန်ဆန်မြင်တွေ့ရမှာဖြစ်ပါတယ်ကြီးစုပေးခဲ့တာကျေးဇူးတင်ပါတယ်